American ပြည်ထောင်စုကို network လို့ခေါ်တဲ့အာဏာရှင်ဆန်တဲ့ media ဖွဲ့စည်းကနှွှမ်းမွှထားတာပါပြည်သူလူထုအများစုကဆင်ရဲကြပြီးကျမရေးဆောင်ရှောက်မှုလည်းမရကြဘူးဒါကြောင့် network ကသူတို့ကိုအကျဉ်းဖက် game show တွေနဲ့အာယုံပြောင်းအောင်လုပ်ထားတာပေါ့အဲ့ဒီထဲမှာအနာမည်ကြီးဆုံးကတော့ The Running Man ပါပဲကစားသမားတွေကရထုံးစင်ကြအသက်ရှင်အောင်နေရတာ network ရဲ့အမှုဆိုးတွေဒါမှမဟုတ်တာမှန်အရာထားတွေရတတ်ချက်ချင်းကိုမခံရပဲပေါ့အကြီးဆုံးစုကတော့ဒေါ်လာ1ဘီလီယံပါဒါလည်းပဲဒီနေ့အထိဘယ်သူမှတော့အဆုံးထိမရောက်သေးဘူးဘန်ကအလုပ်ကျန်းသမားတယောက်ပါမကြသေးခင်ကမှအလုပ်ပြုတ်ထွက်တယ်လားတမကလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့အတသူကိုနာမည်ဖြစ်စရင်သွင်းခံထားရပြီးအခုဘယ်သူမှလည်းသူ့ကိုအလုံးမခံကြတော့ဘူးသူ့သမီးခက်သီးလေးကဖျားနေပြီးဘန်ကစီးဖို့အတပိုက်ဆန်ကိုအသေးအတန်လွှမ်းနေတာအိမ်မှာတော့ရှီလာကအလုပ်ကနေနောက်ကျမှပြန်လာတယ်ပိုက်ဆန်ပူရအောင်ဘာမှအချင်းပိုးစင်းမယ်လို့ပြောတယ်ဒါပေမဲ့ဘန်ကတော့အဲ့လိုလူဆိုးလူမိုက်တွေကြားထဲမှာအလုံးများနေတာသူ့အတန်မတရားဘူးလို့ခံတာပေါ့သူကဂိမ်းရှိုးတစ်ခုမှာပါဝင်ပြီးပိုက်ဆန်ရှာလာမယ်လို့ပြောတယ်ဒါပေမဲ့ရှီလာကတော့ကစားသမားတွေအမြဲတမ်းပြင်းထန်တရားရကြလို့မကြိုက်ဘူးပေါ့ဘန်ကတော့သူအဆင်ပြေမှာပါလို့ကတိပြဲသူကတတောင့်တတာရှိတဲ့ရှိုးတစ်ခုမှာပဲပါဝင်မှာမို့လို့တဲ့သူ့ရဲ့ဆင်းရဲတဲ့ရက်ကွက်လေးကိုဖျက်ပြီးတော့ဘန်ကချမ်းသာတဲ့လူလေးနေတဲ့ရက်ကွက်ကိုခါထားတဲ့ချန်စီယိုစီရောက်လာတယ်။သူက network ရဲ့လူရွေးပွဲသွားလာတာပါလို့လုံခြုံရေးတွေကိုပြောပြတော့သူတို့ကဖျက်ထမ်းခွင့်ပြလိုက်တယ်။စခန်းမှာတော့ရွေးချယ်ခံရဖို့ရှင်လန်းနေတဲ့ဆင်းရဲသားတွေတန်းစီနေကြတာကိုတွေ့ရတယ်